ဒီမျိုးသားရေကူးကန်ထဲကိုခုံချလိုက်ကြတော့မှသူကအပြေးဝမပျော်ရွှင်လိုက်ရသေးဘူးနောက်တစ်စက္ကန့်မှလည်းသူကတဲကန်တိုင်ယာထဲမှာနိုးလာပါလေတော့ဘာဖြစ်တာလဲဆိုတော့ဒီလူဟာကျိန်စာတင်းနေတာပါသူရေတောက်လိုက်တာနဲ့တပြိုင်နက်တဲကန်တိုင်ယာထဲကိုချက်ချင်းရောက်သွားမယ်ပါဇက်ထဲကရေဒီဟာလည်းတဲတွေဖြစ်ပြောင်းသွားမယ်ဆိုတဲ့ကျိန်စာပေါ့ပထမတော့သူလည်းမယုံပါဘူးဒါတကယ်ဟုတ်လို့လားပေါ့ဒါနဲ့သူဟာရေငတ်နေတဲ့ချိန်ချောင်းလေးတစ်ခုနာကိုဖြတ်သွားခဲ့တယ်သူလည်းချလိုက်ပြီးရေတွေကိုအားရပါရဂလူးဂလူးနဲ့တောက်ချလိုက်တာရုပ်တရက်ဆိုသလိုပဲဟောသူဟာတဲကန်တိုင်ယာတွေကိုချက်ချင်းပြန်ရောက်သွားပါလိတော့နောက်တစ်ချိန်အဲ့ဒီချောင်းလေးတော့ဖြတ်သွားတဲ့အခါတော့သူဟာလုံးဝလစ်ချူချူပြီးကြော်သွားခဲ့ပါတော့တယ်ခဏကြာတော့ဒီမျိုးသားဟာကားလမ်းမကြီးကိုရောက်လာပြီးကားတစ်စီးကိုတားဆီးနိုင်ခဲ့တယ်ဇေရနာကောင်းတဲ့ကားသမားကသူ့ကိုရေတန်ဘူးတဘူးလှမ်းပိတ်လိုက်တယ်သူလည်းဘာမှမစင်စားတော့ပဲအဖုံးကိုလှည့်ဖွင့်ပြီးတောက်ချလိုက်တာဟောတေးကြတာပေါ့သူဟာတဲကန်တိုင်ယာစီကိုနောက်တစ်ခါအဖို့ခံလိုက်ပြန်ပြီလေပါဇက်ထဲကရေတွေအားလုံးဟာတဲတွေဖြစ်ကြောင်းသွားခဲ့တဲ့အကြောင်းသူဟာတဲကန်တိုင်ယာထဲမှာအချိန်အတော်ကြာလမ်းရောက်ခဲ့ရပြန်တယ်နောက်ဆုံးမှာတော့သူဟာကားလမ်းမကြီးကိုတဖန်ရောက်လာပြီးကားတစ်စီးထက်တားပြန်တယ်အန်ဟောစရာကောင်းတာကအဲ့ဒီကားခုနကကားသမားကြီးပါပဲကားထဲရောက်တော့ကားသမားကသူ့ကိုရေးတမ်းမှုထက်ကန်ပေးပြန်တယ်ဒီတကတော့သူဟာမြမြဆန်ဆန်ပဲညင်းပယ်လိုက်ပြီးကားကိုမြမြမောင်းဖို့တိုက်တွန်းခဲ့တယ်နောက်ဆုံးတော့ဒီမျိုးသားဟာသူ့အိမ်ကိုပြန်ရောက်လာခဲ့ပါပြီဆိုဖာပေါ်လဲအောင်အနားယူနေတဲ့အချိန်မှာရေပိုက်ခေါင်းကရေတွေကသစက်ဆက်ကျနေတယ်သူလည်းတောက်မခံနိုင်တော့ပဲရေခဲတွေတစ်ခွက်ကိုအပြစ်ထည့်လိုက်တယ်လက်ညှိုးကိုရေထဲတို့ပြီးပါဇက်ထဲထည့်လိုက်တဲ့အခါဒီတစ်ခါတော့သူနေရာကမပြောင်းဘူးဒါနဲ့သူဟာတစ်ခွက်လုံးကိုကုန်းစင်အောင်တောက်ချလိုက်ပဲရောဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူဟာအဲ့ဒီတဲခန့်တန်းတဲ့ကိုနောက်တစ်ခါပြန်ရောက်သွားပါလေရောနောက်ဆုံးမှာတော့သူဟာမြို့ထဲကိုနောက်တစ်ချိန်ရောက်လာပြန်တယ်နေရန်ကိုမြေကြီးသူ့ဘဝကိုစိတ်ပြတ်နေခဲ့တယ်ရုတ်တရက်အဲ့လိုကတစုံတယောက်ကသူ့ကိုရေတောင်းလှည့်ပူတာကိုသူသတိရပါခဲ့တယ်ဒါပေမဲ့သူကညင်းပယ်ခဲ့တာလေအဲ့ဒီအချိန်မှာပဲအမျိုးသမီးတဦးကခွေးလေးတစ်ကောင်နဲ့အတူဖြတ်သွားခဲ့တယ်သူဟာအသေးအတန်ပဲအမျိုးသမီးကိုရေတန်ဘူးတဘူးတောင်းလိုက်တယ်ဒါပေမဲ့အမျိုးသမီးကဒီကခွေးတော့ပါတော့ညင်းဆန်လိုက်တဲ့အခါဒီအမျိုးသားဟာပြောင်းလိုက်ပါတယ်ချက်ချင်းဆိုတယ်လို့ပဲကျင်းစာဟာပျောက်ကွယ်သွားခဲ့တယ်ပြီးတော့အဲ့ဒီအမျိုးသမီးဟာလည်းနေရာမှာတင်ပျောက်ကွယ်သွားခဲ့ပြီးတဲကန်တရားထဲကိုရောက်သွားပါတော့တယ်ကျင်းစာကအမျိုးသမီးစီကိုရောက်သွားတာပါ